တံဝေဇနိယဆိုတာအများကဘဝတစ်ခုရထားပြီဆိုလို့ရှိရင်အဲ့ဒီဘဝမှာပျော်ရွှင်မှုတွေနဲ့မိမိတို့လက်ရှိရထားတဲ့ဘဝလေးမှာရှင်းနှံ့ပြီးတော့ဘဝကိုဆွန့်လွတ်ရမှာကြောက်ပြီးတော့နေကြတယ်ဒါဘဝတဏှာလို့ဆိုတဲ့ဘဝပေါ်မှာသာဝရရှင်သန်နေတာကိုလိုလားကြသည့်အတွက်ကြောင့်ဘဝတဏှာမကင်းသေးတဲ့ပုဂ္ဂိုလ်တွေဟာဘဝပေါ်မှာတွေ့တာမှုရှိနေကြတယ်ဘဝဆိုတာခိုင်မြဲတာမဟုတ်ဘူးသင်္ခါရသဘောတရားအရာဖြစ်ချိန်တန်တုန်းကဖြစ်လာပြီးပြည့်ချိန်တန်တော့ပြတ်သွားမှာဆိုတဲ့သဘာဝတရားတွေကိုမစင်စားမိတဲ့အခါစိတ်ဟာအာယုန်တွေထဲမှာပဲပြောနေတယ်အဲ့ဒါတွေကိုစဉ်းစားမိလိုက်တာနဲ့တပြိုင်နက်စိတ်ထဲမှာဘာဖြစ်လာတော့ဆိုထိတ်လန့်သွားတယ်တုန်လှုပ်သွားတယ်နောက်ကလူတွေမှာဖြစ်တတ်ပါတယ်ဘသူဖြင့်ကွယ်လွန်သွားပြီဘသူဖြင့်အိဋ္ဌာရောက်သွားပြီဆိုရင်ထိတ်လန့်သွားကြတယ်တုန်လှုပ်သွားကြတယ်အဲ့ဒီသဘောလေးဟာတံဝေကဆိုတဲ့အဓိပ္ပာယ်ကတရဏီနဲ့ပြောမယ်ဆိုရင်တံဝေကဆိုတဲ့စကားလုံးလေးကအခြေခံတဲ့စကားလုံးကဝိဇီဆိုတဲ့တန်ရှင်းရှိတဲ့ဝိဇီဓာတ်ကတန်ရှင်းရှိတဲ့ဝိဇီဆိုတဲ့ပါဠိစကားလုံးကိုအဓိပ္ပာယ်ဖွင့်တဲ့အခါမှာဝိဇီဘယဆလနေတုကြောက်ခြင်းတုန်လှုပ်ခြင်းနဲ့တံဝေကရဲ့အဓိပ္ပာယ်ကကြောက်တယ်တုန်လှုပ်သွားတယ်တာမန်ကာမဂုဏ်အာယုန်တွေမှာပြောနေတဲ့အချိန်မှာရှင်းနေကြရှင်းစရာမကောင်းတဲ့အချက်ကလေးတွေးလိုက်တံဝေကဖြစ်ဖွယ်ရအချက်ကလေးတွေးလိုက်တဲ့အခါစိတ်ထဲမှာတုန်လှုပ်ပြီးတော့ထိတ်လန့်သွားတာမျိုးလေအဲ့ဒါမျိုးလေးဟာတံဝေကလို့ခေါ်ပါတယ်ပုရုဇဉ်တွေမှာတော့ဒီတံဝေကလေးကတခဏလေးလောက်ပဲဖြစ်ပြီးတော့တော်ကြတော့ပြန်ငြိမ်းသွားတယ်ပျော်မြဲပြောနေကြပြန်တာပြန်ပြီးတော့ရည်မြဲရည်ပြုံးမြဲပြုံးဖြစ်သွားတယ်ပထမလေးတော့ထိတ်လန့်တုန်လှုပ်သွားတာမျိုးလေးဖြစ်သွားအဲ့ဒီထိတ်လန့်တုန်လှုပ်မှုဆိုတာသူတော်ကောင်းတွေကြတော့ပြင်းပြင်းထန်ထန်ဖြစ်တယ်ပုရုဇဉ်တွေကြတော့ခပ်ပျော့ပျော့လေးဖြစ်တာဆိုအရှိန်သိမ့်မကောင်းတော့အဝိဇ္ဇာတို့တဏှာတို့ဆိုတဲ့အတွေ့အတာတရားတွေကပြန်ပြီးတော့ဖုံးလွှမ်းသွားတဲ့အခါရှိတဲ့တံဝေကလေးဟာပျောက်ထွက်သွားပြန်ဒါကြောင့်မို့တံဝေကဖြစ်เสียကျုံလာပြီဆိုလို့ရှိရင်တံဝေကများများဖြစ်အောင်ဆင်ញင်နှလုံးသွင်းပေးဖို့လိုအပ်တယ်အဲ့ဒါမှမိမိတို့စိတ်ထဲမှာတံဝေကစွမ်းအားတွေတက်လာတံဝေကစွမ်းအားတွေတက်လာတဲ့အခါမှာဘဝကိုညှင်းငွေတယ်ဆိုတာဖြစ်လာဘဝကြီးဆိုတာဒီလိုပဲမွေးလာလိုက်အိုလိုက်နာလိုက်သေသွားလိုက်နောက်ထပ်ပြန်မွေးလာလိုက်အိုလိုက်နာလိုက်သေလိုက်မဆုံးနိုင်တော့ဘူးဘယ်တော့မှမဆုံးဘဝကြီးကိုတွေ့တာနေသမျှဒီ process ကြီးကဘယ်တော့မှမလွတ်တော့ဘူးလို့ဖြစ်အိုနာတယ်ဒါကြီးကိုပဲမငြင်းငွေနိုင်ကြဘူးမငြင်းငွေနိုင်တာဘာကြောင့်လို့ဆိုရင်ခုနကဘဝတဏှာလေးအဝိဇ္ဇာလေးကဖုံးပေးတဲ့အခါမှာအမြင်ကလေးစောင်းသွားတယ်ဘဝတဏှာလေးကတွေ့တာလိုက်တယ်အဝိဇ္ဇာကနေပြီးတော့အမှန်မသိအောင်လှုပ်ပေးထားလိုက်ဘဝတဏှာတွေ့တာလိုက်တယ်ကိုယ့်ဟာကိုယ်ရှင်းနှံ့ပြီးတော့ဘဝထဲမှာဒုက္ခအမျိုးမျိုးခံလိုက်ရဒီလိုနဲ့ရှောင်လန်းပြီးတော့နေကြတာတံဝေကဆိုတာအမတန်မှဖြစ်ခဲ့တယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကတံဝေကဖြစ်မှုနဲ့ပတ်သက်ပြီးတော့တရားနှစ်ပုဒ်ကိုဟောထားတာလေးရှိတယ်စကားလုံးလေးနှလုံးအဲ့ဒါလေးကိုမှတ်ထားဖို့ဒီနေ့နံပါတ်1စကားလုံးကဘာတော့ဆိုတံဝေစနိယေတုဌာနေတုတံဝေခောတဲ့တံဝေစနိယေတုဌာနေတုထိတ်လန့်တုန်လှုပ်เสียအကြောင်းတရားတွေပေါ်လာတဲ့အခါမှာတံဝေခောသင်္ခါရတရားတွေဘဝတွေရဲ့အပေါ်မှာထိတ်လန့်တုန်လှုပ်မှုဆိုတာဖြစ်ရမယ်တဲ့ဒါနံပါတ်1
ထိတ်လန့်တုန်လှုပ်เสียအကြောင်းတွေနဲ့ဆုံးလာလို့ရှိရင်ထိတ်လန့်တုန်လှုပ်မှုဖြစ်ရမယ်မဖြစ်သေးဘူးဆိုလို့ရှိရင်တို့တွေဟာနိဗ္ဗာန်နဲ့အတော်ဝေးနေသေးတယ်လို့ပြောတန်တရားထဲမှာပျော်တဲ့စိတ်တွေကအလွန်များလွန်အားကြီးနေတယ်အဝိဇ္ဇာရဲ့ဖုံးထားမှုတဏှာရဲ့တွေ့တာမှုတွေကအလွန်အားကောင်းနေသည့်အတွက်ကြောင့်လူတွေဟာမျက်ရည်လေးမှမချောက်ခင်ပြန်ပြီးတော့ရည်နိုင်တဲ့အနေအထားမျိုးပြန်ဖြစ်တယ်နော်မျက်ရည်တောင်မချောက်သေးဘူးပြန်ပြီးတော့တဟဲဟဲနဲ့ရည်လာအဲ့တော့တန်ဝေကတရားဆိုတာလည်းပဲစက္ကန့်ပိုင်းလေးလောက်ပြင်ဖြစ်ပြီးတော့နောက်ထပ်ပျောက်သွားပြန်ဘဝတဏရဲ့လှည့်စားမှုတွေအောက်မှာအပြုံးမပြတ်ပြန်ဖြစ်သွားနောက်တစ်ခါတွေးလိုက်ပြန်ထိတ်ခနဲ့ဖြစ်သွားပြန်ပြီးတော့အပြုံးမပြတ်နေလိုက်ပြန်တယ်တန်တရားကြီးဟာဒီလိုပဲဖြစ်အဲ့တော့ထိတ်လန့်တုန်လှုပ်เสียအကြောင်းတရားတွေဆိုတာဘာလဲဆိုတန်ဝေကဝတ္ထု၈မျိုးတဲ့တန်ဝေကဝတ္ထု၈မျိုးဆိုတာစာထဲပါလို့စာအုပ်ထဲမှာသာတွေ့နိုင်တာမဟုတ်ဘူးစာအုပ်ထဲတွေ့နိုင်တာတွေကိုပြောတာမဟုတ်ဘူးမိမိတို့နေ့စဉ်ဘဝမှာကြုံတွေ့နေတာတွေစဉ်းစားပဲကြည့်ပါတန်ဝေကဝတ္ထု၈မျိုးဆိုတာဇာတိမွေးဖွားလာတာလူတွေကလူလောကမွေးဖွားလာတဲ့အချိန်မှာလဲအငိုနဲ့စလာခဲ့တာငိုခြင်းတရားနဲ့စလာခဲ့ဘာဖြစ်လို့ဒုက္ခနဲ့စပြီးရင်ဆိုင်ကြရတာဟုတ်တော်တော်များများလူတွေဟာဘဝတစ်ခုအစပြုပြီဆိုရင်တော့မိခင်ဝမ်းကထွက်လာတဲ့အခါမှာပြုံးပြီးတော့ထွက်လာတဲ့ပုဂ္ဂိုလ်ရှိကောင်းရှိနိုင်တော့လဲငိုပြီးတော့ထွက်လာရတဲ့ပုဂ္ဂိုလ်တွေကများပါတယ်ဘုန်းကြီးတို့တခါတုန်းကဂျာမနီသွားပြီးတော့မှသင်တော့ဘဝဟာအငိုနဲ့စခဲ့တယ်ဆိုတာလေးကိုပြောပြတို့တွေတော့ရည်ပြီးတော့ထွက်လာတဲ့ပြုံးပြီးတော့ထွက်လာတဲ့မငိုဘဲနဲ့မွေးလာတဲ့ကလေးမတွေ့ဘူးသေးဘူးဆိုတော့ဂျာမန်အမျိုးသမီးတယောက်ကရှိတယ်ဖေဟာတဲ့အဲ့လိုတော့ရှောက်တယ်နော်ရှိတော့ရှိတယ်ရှားလိုက်မယ်ပေါ့ဘာဖြစ်လို့တော့ဆိုစရတဲ့ကဒုက္ခနဲ့ရင်ဆိုင်ကြရတာရင်ဆိုင်တော့အငိုနဲ့စလာဒါကြောင့်မို့ဇာတိရဲ့ဒုက္ခအမတန်မှကြီးတယ်တဲ့ကိုယ်တိုင်ဒုက္ခခံခဲ့တော့ကမမှတ်မိတတိတရားတွေအားနေလို့မမှတ်မိပြီပဲကိုယ်ရဲ့ငယ်ရွယ်သူလေးတွေလူဘဝရောက်ဖို့မွေးလာတဲ့အချိန်မှာအငိုနဲ့စနေကြရတယ်ဆိုတာတော်တော်များများသိရှိနေကြတယ်အဲ့ဒါကိုကြည့်ပြီးတော့လည်းပဲဘဝကြီးဟာကြောက်စရာကြီးပါလားတို့ဆိုတဲ့ထိတ်လန့်တဲ့စိတ်ကလေးတို့ဖြစ်ရမယ်ဒါလည်းတန်ဝေကပဲတဲ့မွေးဖွားတာကိုအကြောင်းပြုပြီးတော့တန်ဝေကသိပ်ပြီးတော့မဖြစ်ကြဘူးဟဲ့သားလေးမွေးတဲ့သမီးလေးမွေးတဲ့ဆိုပြောကြတယ်နော်တန်ဝေကဖြစ်ရမှန်းတော့မသိဘူးလူလောကဒါလည်းတန်ဝေကဖြစ်เสียအကြောင်းလေးတစ်ခုပဲနောက်တစ်ခုတန်ဝေကဖြစ်เสียတစ်ခုကဘာတော့လူဘဝရောက်လာတဲ့ပုဂ္ဂိုလ်နုနုဖတ်ဖတ်ငယ်ငယ်လေးမွေးလာတော့လဲတနေ့တခြားရင့်ပြီးတော့လာလိုက်တာတဖြည်းဖြည်းအိုလို့အဖိုးကြီးဖွားကြီးဖြစ်သွားအဲ့ဒါလဲလူတွေကတန်ဝေကဖြစ်ရမှမသိဘူးတဲ့ဒါတန်ဝေကဖြစ်เสียအကြောင်းတစ်ခုပါပဲရိုးနေပြီနေ့စဉ်နဲ့အမြန်မြင်တွေ့နေရလို့အိုရာမဲနာဘာမှကိစ္စမရှိဘူးတချို့အိုရာတောင်မှပဲအန်တုပြီးတော့သပင်ဖြူလို့ရှင်လဲဆေးဆိုးလိုက်သေးတာသွားကျိုးလဲစိုက်လိုက်တာပဲเนาะခုခေတ်ဆိုပို့ပြီးတော့ဟိုရင်းဖြစ်သေးပရေတွန့်လို့ရှင်ဘိုတောက်ဆိုဆေးထိုးပြီးတော့ပရေတွန့်တာတွေဖြည့်ဥချင်းတရားကိုတန်ဝေကမဖြစ်ဖဲနဲ့ဥချင်းတရားကိုပဲဖုံးလို့ဖိလို့ပျော်နိုင်ကြသေးတယ်တဲ့တို့တွေဟာနိဗ္ဗာန်နဲ့တော့အတော်ဝေးနေသေးတယ်ဒီစိတ်ဓာတ်မျိုးနဲ့ဆိုရင်တန်တရားဝတ်ကလွတ်ဖို့ဘယ်တော့မှကြိုးစားမှာမဟုတ်ဘူးဘာဖြစ်လို့တန်ဝေကမှမဖြစ်တာဟုတ်ဟိုရာလည်းသိမကြောက်သေးဘူးနောက်နာခြင်းတရားတဲ့နေမကောင်းထိုင်မသာဖြစ်တာတို့ဖြာရာနာရာတို့သွားကြိုက်နာကြိုက်ကစပြီးဗျာဒိတရားဆိုတာခံကြရအဲ့ဒီဗျာဒိတရားဖြစ်လာလို့ရှင်လေဘဝကြီးဆိုတာဗျာဒိနဲ့လည်းမလွတ်ပါလားလို့ဆိုပြီး
ထိတ်လန့်တုန်လှုပ်ခြင်းဆိုတဲ့စိတ်ပေါ်ရမယ်တဲ့တန်ဝေကဖြစ်ရမယ်ဒီဒါလည်းပဲအမတန်မှဖြစ်ခဲတယ်မဖြစ်တဲ့လူကများနောက်တစ်ခုကဘာလို့ဆိုမရဏသိဆုံးခြင်းကိုရှိပါတယ်မဲ့တဖြုတ်ဖြုတ်တည်သွားကြအေးတည်သွားတဲ့ပုဂ္ဂိုလ်ဒီကနေ့လာတော့တောင်လမ်းမှာအလောင်းတစ်လောင်းတွေ့ခဲ့သည်ပြင်ထားတာဒီလိုပဲနေစဉ်နဲ့အမျှတည်ဆုံးနေကြတာကမ္ဘာလောကကြီးမှာရိုးရိုးတည်တာမပြောနဲ့ကိုတတ်သေးတဲ့လူတောင်မှပဲစက္ကန့်40မှာတယောက်နှုံးလောက်ရှိတယ်လို့တလောတုံးကတွက်ပြထားတာတွေ့လိုက်တယ်ဘဝကြီးမှာအစင်မပြေလို့ဒေါမနတတွေလွှမ်းမိုးပြီးကိုတတ်သေးစူးစိုက်လုပ်တဲ့ပုဂ္ဂိုလ်ကစက္ကန့်40မှာတယောက်နှုံးလောက်ရှိနေတယ်များတယ်ပေါ့အဲဒီသေဆုံးမှုကိုတွေ့လို့ရှိရင်လည်းပဲတန်ဝေကထိတ်လန့်တုန်လှုပ်မှုဆိုတာလူထဲမှာဖြစ်ခဲတယ်တဲ့မဖြစ်ကြဘူးသေရင်ညာတော့အပြင်ဘာကြောင့်သေတယ်သူသာသေတယ်ငါမသေသေးဘူးလို့ဒီလိုပဲတွေ့တာထိတ်လန့်တုန်လှုပ်မှုဆိုတာဖြစ်ခဲတယ်မြတ်စွာဘုရားကအဲ့လိုမဟုတ်တန်ဝေဇနိယေတုဌာနေတုတဲ့အခုဇာတိဇရာဗျာတိမရဏဆိုတဲ့တန်ဝေကဖြစ်ဖွယ်အကြောင်းတရားတွေနဲ့ဆုံလို့ရှိရင်ထိတ်လန့်တုန်လှုပ်မှုဖြစ်ရမယ်တဲ့ဟောတာနံပါတ်1ဒါနိဗ္ဗာန်သွားဖို့လမ်းကြောင်းအတွက်အစပဲတုန်လှုပ်မှုဖြစ်ရမယ်အဲ့ဒါလို့မဖြစ်သေးဘူးဆိုရင်တော်တော်ကိုနှုသေးတယ်လို့ပဲအောင်မေ့ပေါ့တန်တရားထဲမှာကြာအောင်ပါပဲနိဗ္ဗာန်နဲ့ဝေးနေသေးတယ်လို့ပြောအောင်ကိုယ်တဏ္ဍာကိုဆုံးဖြတ်ကြည့်ဖို့အဝိဇ္ဇာတွေလည်းအာကြီးနေသေးတယ်တဏှာအတွေ့အတာတွေလည်းအာကြီးနေသေးတယ်အဝိဇ္ဇာနဲ့တဏှာတွေများနေမှတော့တန်တရားဟုတ်ကလွတ်ဖို့ဆိုတာမရှိသေးဘူးတန်ဝေကဖြစ်เสียအခု၄မျိုးရှိပြီဒါတွေကကြုံတွေ့နေကြတာပဲနောက်ထပ်တန်ဝေကဖြစ်เสียအကြောင်းတစ်ခုကဘာလဲဆိုအပါယဒုက္ခအပေပုံကြောက်ရောက်နေကြတဲ့တိရစ္ဆာန်တွေငရဲတိရစ္ဆာန်ပြိတ္တာအတူတကယ်လို့ဆိုတဲ့အပေ၄ပုံသားတွေရဲ့ဒုက္ခအဲ့ဒီဒုက္ခကိုစဉ်းစားဆင်ခြင်ခြင်းဖြင့်လေဘဝမှာထိတ်လန့်စရာကြီးပဲတဲ့ဘဝပေါ်မှာတွေ့တာမှုတွေကိုရှော့ချနိုင်ရမယ်ထိတ်လန့်စရာကြီးကိုမျက်စိအောက်မှာရှိတဲ့ငရဲတွေတော့ကိုယ်တိုင်မမြင်ရဘူးတရိษံလေးတွေကိုမျက်စိအောက်မှာလူတွေကအနိုင်ကျင့်ပြီးတော့တတ်ကြဖြတ်ကြစားကြတောက်ကြနေဒီလိုလူတွေအနိုင်ကျင့်ခံရတဲ့တရိษံလေးတွေကိုကြည့်ပြီးတော့ဘဝဆိုတာအမတန်ကြောက်စရာကောင်းပါလားလို့တန်ဝေကဖြစ်ရမယ်တဲ့ဒါကဒုက္ခတစ်ခုနောက်တစ်ခုစဉ်းစားကြည့်လိုက်ပါတို့ဒီဘဝမတိုင်ခင်ကသေးလာခဲ့တယ်ဖြစ်လာခဲ့တယ်မွေးလာခဲ့တယ်အိုးလာခဲ့တယ်နားလာခဲ့တယ်သေးလာခဲ့တယ်သေးလာလို့တို့ဒီဘဝရောက်လာကြတယ်အဲ့ဒီဒုက္ခတွေကနည်းသလားလို့ဆိုမနည်းဘူးတဲ့အဲ့ဒါအတိတေဝတ္တမူလကဒုက္ခအတိတ်ကိုပြန်ပြီးတော့မျှော်ကြည့်လိုက်လို့ရှင်လဲဒုက္ခတွေများလိုက်တာလို့ဆိုပြီးဘဝပေါ်မှာတွေ့တာမှုလျှော့ချအောင်တွေးရမယ်စဉ်းစားရမယ်ဆင်ញင်သုံးသပ်ရမယ်နောက်တစ်ခုကဘာလဲဆိုရင်အနာဂတေဝတ္တမူလကဒုက္ခတန်တရားကြီးထဲမှာတို့မပြေဆုံးသေးဘူးဆိုရင်ဒီဘဝတည်သွားရင်နောက်တစ်ဘဝလာအောင်ပါပဲနောက်တစ်ဘဝမှာလည်းပဲဒီပုံစံပဲမွေးလာမယ်အိုးမယ်နားမယ်သေခြင်းဖြင့်အဆုံးသတ်မယ်ဒီတိုင်းပဲလာမယ်ဆိုတော့အခုဘဝဒုက္ခရောက်တယ်လို့ပဲနောက်ဘဝလည်းဒုက္ခတွေရောက်အောင်မှာပဲလို့တွေးကြည့်လိုက်လို့ရှိရင်ဘဝထိတ်လန့်စရာကြီးပဲဒီလိုမြင်လားဒါလည်းတန်ဝေကဖြစ်เสียအကြောင်းတစ်ခုလေနောက်တန်ဝေကဖြစ်เสียလက်ရှိဘဝလေးကိုကြည့်လိုက်ပါလက်ရှိဘဝကိုကြည့်လိုက်ပစ္စုပန်လက်ရှိဘဝမှာအာဟာရေပရိယေတနာအာဟာရပရိယေတနာဒုက္ခလက်ရှိဘဝမှာလူတွေဟာချမ်းချမ်းမနေနိုင်ကြဘူးပတ်စံရှိတဲ့လူရောမရှိတဲ့လူရောချမ်းသာတဲ့လူရောဆင်းရဲတဲ့လူရော
ဘယ်သူမှအေးချမ်းချမ်းမနေနိုင်အောင်ဘာအတွက်စားเสียရှားနေကြစားเสียရှားနေကြဘယ်သူပဲဖြစ်ဖြစ်စားเสียရှားနေကြတာအသက်ရှင်ရေးအတွက်လုံးဝနေကြတနေ့တည်းလည်းမဟုတ်ဘူးတလတည်းလည်းမဟုတ်ဘူးတနေ့တည်းလည်းမဟုတ်ဘူးမသေးမချင်းအဲ့ဒီဒုက္ခကြီးကလည်းအမတန်မှကြီးတယ်ဒါကြီးလည်းတန်ဝေကဖြစ်เสียပဲဆိုတော့ပေါင်းလိုက်တဲ့အခါကျတော့တန်ဝေကဝတ္ထု10မျိုးဆိုတာဒါကိုပြောတာအဲ့ဒီတန်ဝေကဖြစ်เสียအကြောင်းတွေစုံစည်းလာလို့ရှိရင်တန်ဝေကဖြစ်ရမယ်လို့မြတ်စွာဘုရားဒီလိုဟောတာတံဝေဇနိယေတုဌာနေတုတံဝေကောတံဝေဇနိယေတုဌာနေတုတံဝေကဖြစ်เสียအကြောင်းတို့နဲ့တိုက်ဆိုင်လာတဲ့အခါမှာတံဝေကောစိတ်ထဲကထုတ်လို့ထိတ်လန့်တုန်လှုပ်လာခြင်းလို့ဆိုတဲ့တံဝေကတရားသည်ဟောတိစင်စစ်မသွေဖြစ်ရပါပေဒါလူတိုင်းမှာဖြစ်တဲ့ဟာတစ်ခုတဲ့ကဲဒါဖြင့်တံဝေကတော့ဖြစ်ပါရဲ့ဘာလို့อ่ะအဲ့ဒီအဆင့်ကြတော့လူတိုင်းမရောက်တော့အခုလောကလူတွေဟာဒုက္ခဒုက္ခလေးကြုံလိုက်ရင်တော့စိတ်ထဲမှာစိတ်ပြည့်ငြင်းငွေပြီးတော့ထိတ်လန့်သွားတဲ့စိတ်ကလေးတော့ဖြစ်ကြခုနဘသူဖြစ်ကွယ်လွန်နေဆရောက်သွားပြီစိတ်ထဲမှာထိတ်ခနဲ့ဖြစ်သွားသို့တော့အဲ့ဒီထိတ်လန့်တုန်လှုပ်မှုကအရှိန်အမတန်သေးတော့မိဘွားလေးလိုပဲလွင့်ပြီးငြိမ်းသွားတာမပေါ်လာတော့မပူနိုင်ဘူးမလောင်နိုင်ဘူးတန်ဝေကတရားလေးအစွမ်းမထက်ပြင်းပြင်းထန်ထန်ဖြစ်လာဖို့လိုအပ်တယ်တန်ဝေကကြည့်လေတာမန်ပုဂ္ဂိုလ်တွေနဲ့မခထေဝါလို့လည်းခေါ်တယ်နေမီမင်းလို့လည်းခေါ်တယ်ဖះလောင်းတန်ဝေကဖြစ်ပုံလေးကိုနည်းနည်းကြည့်မဂဒေဝမင်းကြီးအမတန်မှအသက်ရှည်တဲ့ခေတ်ကာလမှာလူဖြစ်တယ်အေးနှစ်ပေါင်းများစွာဘဝမှာအတွေ့အတာနဲ့အပျော်တွေနဲ့အမတန်မှပျော်ရွှင်ပြီးတော့နေတဲ့မဂဒေဝမင်းကြီးဟာစဉ်းစားဉာဏ်ရှိတော့သူစဉ်းစားတယ်ငါတစ်သက်လုံးဒီလိုပြောနေမလားငါရဲ့ခန္ဓာကိုယ်ဟာလည်းတစ်သက်လုံးဒီလိုပဲနုပြိုနေမှာလားလို့ဆိုတော့ကိုယ်ရှိကသွားတဲ့ပုံကိုယ်တွေကိုကြည့်ပြီးအေးတစ်သက်လုံးတော့ပျော်ရမှာမဟုတ်ဘူးတစ်သက်လုံးလည်းနုပြိုနေမှာမဟုတ်ဘူးဘာလို့ဆိုကိုယ်ရှိကအမေတွေအဖေတွေအဖိုးတွေဖွားတွေကြည့်ရင်သိတာသူတို့သွားတဲ့လမ်းကြောင်းငါလျှောက်လမ်းရမှာပဲဘလောက်ပဲအသက်ရှင်နေဒီနေ့ဒီခရီးရောက်လာမှာပဲဒီမှတ်တိုင်ကိုကြော်လို့မရဘူးသူကောင်းကိုမုတ်စိတ်တို့ဘာလို့ပြုပြင်ပေးတဲ့စတ္တာတိကိုမှားထားတယ်အေးငါတွေ့ဘူးတယ်ငါအဖေတွေအဖိုးတွေဖွားတယ်ငကိုယ်တော့ကသပင်ဟာပဒုံးရောင်စံကေတာဆိုပြီးတော့နှက်ပြီးတော့အယောင်တောက်အသက်ရွယ်ကြီးလာတဲ့အခါကျတော့သပင်တွေကဖြူကုန်ငါလည်းပဲအဲ့ဒီလိုငါကောင်းပေါ်မှာသပင်ဖြူလာလိုက်အဲ့ဒီသပင်ဖြူကလေးများတပင်လောက်တွေ့ရင်ငါပြောပါကွာမှားထားတာနော်အေးမင်းသပင်ဖြူလေးတစ်ခုတွေ့အောင်ရှာနိုင်ပြီဆိုရင်ငါဆုချမယ်လို့ပြောတော့ဘယင်ရဲ့ခေါင်းကိုဖီးပေးတိုင်းဆံပင်ကိုပြုပြင်ပေးတိုင်းသပင်ဖြူများတွေ့လေမလားလို့နှစ်ပေါင်းမြောက်များစွာရှာကြတယ်မတွေ့သေးဘူးနှစ်ပေါင်းမြောက်များစွာကြာတဲ့အခါကျတော့သပင်ဖြူလေးတစ်ပင်တွေ့ကြည့်စတ္တတိကတော့ဆုရမှာမို့ဘဂဒေဝမင်းကြီးကောင်းကသပင်လေးအဖြူပင်လေးတစ်ချောင်းတွေ့တော့ဝမ်းသာလိုက်တာသူကပျော်သွားတာပြောနေတာလူဆိုတာကိုယ်အတွေ့နဲ့ကိုယ်နော်သပင်ဖြူလေးတော့တွေ့ပြီဆိုပြီးတော့ရွှေညက်ကလေးနဲ့ရွှေမွှေးညက်ကလေးနဲ့အဲ့ဒီသပင်ဖြူလေးကိုရအောင်နှုတ်လိုက်နှုတ်ပြီးတော့အရှင်မင်းတရားရဲ့ခေါင်းမှာသပင်ဖြူလေးတစ်ခုတွေ့နေပါပြီဆိုပြီးတော့ဘုရင်ကြီးကလက်ဖွားလေးဖြန့်ခံလိုက်တဲ့အခါမှာအဲ့ဒီလက်ဖွားပေါ်မှာရွှေမွှေးညက်ကလေးနဲ့နှုတ်ထားတဲ့သပင်ဖြူကလေးတစ်ချောင်းပဲတွေ့သေးတာနော်အဲ့ဒီသပင်ဖြူကလေးတစ်ချောင်းကိုလက်ဖွားပေါ်မှာတင်ပေးလိုက်
Magadewa Menia, Nagama, Savimbu later chown Dwevi, so like Tane, Eda Lego Miembiro. Now we got Satega, Thailand, don't know that, Plauti on Pieton say, Treaty di jar, Trigu Piandora. Now Savimbu later chown Dwevi and a Tripian. Chow Yon, don't know Bido, Thailand, like that, now we got Saty, oh, Bawajia. Nga Tawara Nubio Nimelo Tenaji Nazabe and Naga Pudavi Nesobiro. Now we got Shelaida, the Golon Treaty Piano. Plauti on piano solution, what had a woha? Yeso Wogun, you are the law. Yeso Wogun, Yelide Kama, Yeri Trato the Lube. Eddie, what had a woha? Chubidogo, near you are law on Treaty Piano. Imedama Pientane than we got say Lubiora. Dignity kid of baby and labor, no? Cheap a trap. So if you the charm of your net, the Gaulo few lemon trap proof. Babilo, than we got say got Amadan Nera ho. Than we got say Nere, so Bajan Nele, so Konaga. Away Zaga, Mamadi on Pombe Tare, Pawatanaga, Dreda on Sesson Tare. Ida Yamolo, Biobi Chinani, now we have his had a tribute menu, now we got some Shifu, Dilupia. Era that we got some Shia me, Shi in the Sendamian to Avilopio. The Satan you are. When you pay a me, Satan you look on it. Tailor Nesura. Oh, the Sage out the Lu Chowdeha, you. Hope. But what's you, Chow? Think Hara de Ariboma, Lana. We Mlojano Dibuai. Olai Nala daylight Dibuaying am Loro. Mlojano, so a city chilla. Chilla Lu Chowla, why you Chowla? And Lu Chow Yon Lade, don't look Lade, Sikua, don't look Lade, Sitam you chilla, then we got. A dinya and say the abubido. Don't look Chow Chad, say, eh? Now we got Shibuya, John de Ariga Nevido, Swaka, low like the Dredger. Duros and Duromiati, as say Temasoli. Daia Loa, John Shelumiano. Chile, Bodo in Papude, Boravada when they allow Bodo in the Nameji Liva Dulu, daughter Desura Alo di. That down we happen. Nameji Liva Rega, she told Martida. Do not do the Mialaitane, Pia Laha. This say a Cholumiano. Cholu Mayala, say Tema don't load. Now we are Nale Nayame, Nale the Yaume, so they say a Cholumia. Chomia the Dredger, Dajia look on Shame. Dajia looked at the Madrid on Shame, so be daughter be Shagar Hali. Oh, Pientan than we got that. Now we got Sega, Mapientan Musi. The second of Pia Ye, be Tomian Dimepian Pit. Pio me pio. To the weapon pit. A commie, then we got Pilavi saying, now set a lower met Lodakua barrows. Then we cut that Yoni Dobranan. Then we got that, then we got Pipi de Pokuma Yoni Dobrana Mankande Nilan Juba Atomushia made. Era Dakua, a yechi. Then we got up Shibaye. Capio, then we got Lipsidi Dredger. Truth now we got it, don't aga Machidi Dredger. Now set a lower met, now the cool, lower met, lower, lodo, Josaro. Here loungero, then we got pitted. Do not do the me and beer, then we got it pitted. Say him up Cholumia. Mayadi Dredger, Malo, Johnny Dobadana. Mangane Nilane, Ujana, and the Jinkin, the young shames, loaded. Dilo Solura. Ero then we got Chilabi, then we got Mapiaukin, then we got Swan Aria. The Chibi don't Ari Miala the Dredger. Tamamba Wama, Manina Novene. Jidokariga. Dipawatan the Yajiga look on a Juba Atodome, Lusure. Juba Ato Musure. Sabi lower me logo loaded. Oh, yes of Yaga, Dilutian Napoku hotter. Never Yabuya de Hori. Namadiga, then we got Chisia Join, then we got Pipad. Then we got Pipi Lucian, Niman Laman Josa Atoba, oh, Dinaku.
ကောင်းပြီအခုဘုန်းကြီးတို့တွေတန်ဝေကဖြစ်เสียနဲ့ကျုံလာတဲ့အခါနိမန်လမ်းမှဘာအထောက်ကြမလဲဘာလုပ်ကြမလဲတန်ဝေကစိတ်တွေဖြစ်လာကြပြီတို့ရဲ့ယေရှုရှင်တို့ပေါ်မှာဆုံးမဩဝါဒပေးပြီးကောင်းရကောင်းကြောင်းညွှန်ကြားနေတဲ့ယေရှုရှင်ဆရာတော်ဘုရားကြီးပြန်တော်မူသွားတယ်တန်ဝေကစိတ်တွေပွားလာဘဝဆိုတာအမတန်ကြီးမြတ်တဲ့ပုဂ္ဂိုလ်တွေကိုလည်းချွင်းချက်မထားပါလားဘဝဆိုတာဒီလိုဒုက္ခတွေနဲ့ရင်ဆိုင်ရတာပါလားလို့တန်ဝေကစိတ်လေးဖြစ်အဲ့ဒီဖြစ်ပေါ်လာတဲ့တန်ဝေကစိတ်ကလေးကိုဘယ်ထိအောင်တည်သွားရမလဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရားဟောထားတယ်မရဏတတိဘာဝနာလို့ခေါ်တယ်သိခြင်းတရားပေါ်မှာမေ့မထားတဲ့ဘာဝနာတရားကိုအထောက်အောင်လူတွေမှာတရားအထောက်ရမယ်လို့ဆိုလိုက်တာနဲ့တရားရိပ်တာတွေကိုသွားပြီးတော့မြင်မနေနဲ့တရားအထုတ်တယ်ဆိုတာဘယ်နေရာမှာဆိုအထုတ်လို့ရကိုယ်အိမ်မှာလည်းအထုတ်လို့ရတယ်သွားရင်လာရင်လည်းအထုတ်ရတယ်နော်တရားအထုတ်ရမယ်ဆိုတာနဲ့မျက်စိထဲမှာကမ္မထမ်းထိုင်နေတာတွေကြီးပဲသွားမမြင်နဲ့မရဏတတိဘာဝနာပွားများအထုတ်ရမယ်မြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကအာလဝီပြည်ဖရာကြွတဲ့အချိန်မှာမရဏတတိကမ္မထမ်းကိုဟောခဲ့တယ်။ဘာလဲသိခြင်းတရားဟာမြဲတယ်အသက်ဆိုတာမမြဲဘူးလူတွေရဲ့အသက်ဟာသိခြင်းတရားမှာအဆုံးသတ်တယ်လို့ဒါကိုပွားများရမယ်လို့ဒီလိုဟောထားတာနောက်3နှစ်ကြာတဲ့အခါကျတော့မြတ်စွာဘုရားအဲ့ဒီတိုင်းပြည်ကိုပြန်ကြွလာအဲ့3နှစ်ပြန်ကြွလာတဲ့အခါမှာတရားနာပရိသတ်တွေထောင်တောင်းချီတဲ့ပရိသတ်တွေမြတ်စွာဘုရားကမရဏတတိဘာဝနာကမ္မထအာထုတ်ဖို့ဟောကြားထားခဲ့ပေမဲ့လို့အာထုတ်တဲ့ပုဂ္ဂိုလ်တရားအောင်မှရှိဖို့မပေါ်ဘူးအဲ့ဒီထဲမှာထူးထူးခြားခြားရက်ကန်းတဲ့အမျိုးသမီးလေးရက်ကန်းရစားတဲ့အမျိုးသမီးလေးဟာထူးထူးခြားခြားဘုရားဟောထားတဲ့မရဏတတိဘာဝနာ3နှစ်တိတိသူကပွားလာခဲ့အားလုံးလည်းကြားဖို့ကြလိမ့်မယ်ရက်ကန်းတဲ့သမီးလေး3နှစ်တိတိသူကသိခြင်းတရားနဲ့ပတ်သက်ပြီးတော့ဘဝခရီးမှာရှောက်လန်းရပုံဘဝရဲ့အခက်အခဲတွေဒုက္ခရောက်ပုံတွေတန်ဝေကဖြစ်เสียရတယ်သူစိတ်ထဲမှာတွေးပြီးသိခြင်းတရားကိုမမေ့တဲ့စိတ်ဓာတ်သူတဏ္ဍာမှာပွားများအထုတ်ဖခင်က3နှစ်ကြာလို့ပြန်ပြီးတော့တရားဟောမလို့လာတဲ့အခါကျတော့အဲ့ဒီအမျိုးသမီးလေးတယောက်ပဲမရဏတတိပွားတာကျန်တဲ့ပရိသတ်ကြီးတယောက်မှမပွားဘူးမျိုးသမီးလေးကလည်းတရားပွဲကိုအဲ့ဒီနေ့ကရုတ်တရက်ရောက်မလာဘူးနောက်ကျပြီးမှရောက်လာတယ်ဘုရားကတရားမဟောဘဲနဲ့စောင့်နေတယ်ဟောအမျိုးသမီးလေးရောက်လာတော့ဘုရားကအမူအရာပြတာနဲ့အမျိုးသမီးလေးကဘုရားအနီးထီအောင်အလယ်လမ်းကျောကနေဝင်လာတာရက်ကန်းယုံသွားမလို့လာတာဘုရားတရားဟောတယ်ဆိုလို့သူဝင်လာခဲ့တယ်အဲ့ဒီမှာမြတ်စွာဘုရားကသူကမ္မထမ်းတရားပွားများအားထုတ်တာကိုသိလို့မေခွန်းလေးတွေမေးလိုက်တယ်လေဘယ်ကလာတာလဲဆိုမေခွန်းမေးတယ်နံပါတ်1ဘယ်ကလာတာလဲဆိုတော့ तू ကလွန်ခဲ့တဲ့3နှစ်လောက်ကဟောထားတဲ့တရားကိုခေါင်းထဲမှာဆွဲနေသေးတာအဲ့တော့ဘယ်ကလာသလဲလို့မေးတော့မသိပါဗျာလို့ဖြေတာနော်ဘယ်ကလာလဲမသိပါဗျာဆိုဟိုတရားမထုတ်တဲ့လူတွေကဟဲ့ဒီကောင်မလေးဘာတွေလျှောက်ပြောတော့အိမ်ကလာတာသိရတဲ့နဲ့ဘယ်ကလာတော့မသိပါဗျာဖြေရမလားပေါ့မဟုတ်ဘူး तू ကတော့ဓမ္မမေခွန်းဆိုတော့ तू ဖြေတာကမှန်တယ်လေမြတ်စွာဘုရားမေးလူတာကဘယ်ဘဝကလာတာတုံးလို့မေးလိုက်တာ तू ကသိခြင်းတရားကိုခုနကတန်ဝေကဖြစ်เสียတွေကိုတွေးပြီးတော့ပွားများအထုတ်ထားတဲ့ပုဂ္ဂိုလ်ဆိုတော့မင်းဘယ်ကလာတာတုံးဆိုတာဘယ်ဘဝကလာတာတုံးလို့မေးလို့ရင်းဆိုတာဘုရားအာဘော်သိတော့တပည့်တော်မသိပါဘုရားလို့ရှောက်တယ်ဘယ်သွားမလို့တုံးဆိုတော့လေမသိပါဘုရားပဲရှောက်တယ်အေးဘေးကလူတွေကဟာဒီကလေးမှဘုရားနဲ့ဘာတွေပြောနေမှမသိဘူးရက်ကန်းယုံသွားမှသိရတဲ့နဲ့မသိပါဘုရားရှောက်နောက်မြတ်စွာဘုရားကသိရလားလို့မသိဘူးလားလို့မေးလိုက်တယ်
တတိယမေကွန်ကြတော့မသိဘူးလားဆိုတော့သိပါတယ်ဗျာသိရလားလို့ဆိုမသိပါဗျာသူဖြေတာတွေကတာမန်ပုဂ္ဂိုလ်တယောက်အနေနဲ့စဉ်းစားကြည့်မယ်ဆိုရင်ဖះနဲ့ရည်စရာပြောနေတယ်လို့ဖြေအဖြေမျိုးဖြစ်နေတယ်သို့သောသူကမရဏတတိဘာဝနာကိုအထောက်ထားတဲ့ပုဂ္ဂိုလ်ဆိုတော့ဖះရဲ့အာဘော်မိအောင်ဖြေတယ်ဘယ်ကလာတော့လို့မေးတာပဲဘဝကလာတာတော့ဆိုတော့ तू မသိလို့မသိပါဖះဖြေတယ်အဖြေမှန်မယ်ဘယ်သွားမလို့လဲဆိုတာဘယ်ဘဝသွားမလို့လဲလို့မေးတော့တပည့်တော်မသိပါဗျာဟောဖြေတာမသိဘူးလားလို့မေးတာနင်သိရမှာမသိဘူးလားလို့မေးတော့သိပါတယ်ဗျာလို့ဖြေတာဒါဖြင့်သိရလားလို့ဆိုတာဘယ်ရက်ဘယ်နေ့ဘယ်အချိန်သိမယ်ဆိုတာသိရလားလို့မေးတာဖြစ်လို့မသိပါဗျာလို့ဖြေတာတဲ့ဟောသူ့အဖြေနဲ့အများကတွေးတဲ့အဖြေကတလန်းစီဖြစ်တယ်ဘာဖြစ်လို့ကမ္မထာအာထုတ်ထားတဲ့ပုဂ္ဂိုလ်နဲ့အာမထုတ်တဲ့ပုဂ္ဂိုလ်ဟာအမတန်ကွာခြားတယ်အသိဉာဏ်ချင်းကွာခြားသွားပြီပေါ့အကြည့်အဲ့တုန်းကမြတ်စွာဘုရားကမရဏတတိဘာဝနာကိုဟောထားတယ်ဒါကြောင့်မို့တံဝိကတ္တသယောနိသောပရဏတံဝေကဖြစ်လာလို့ရှိရင်လောက်ရမယ့်အလောက်ကဘာတော့မရဏတတိဘာဝနာပွားရမယ်တဲ့ဒါဒီတံဝေကစွမ်းအားလေးတွေတည်သွားပြီးတော့မရဏတတိဘာဝနာပွားတဲ့မရဏတတိဘာဝနာပွားတဲ့အခါမှာနီလမှန်မှန်ကန်ကန်ပွားဖို့လိုအပ်တယ်နီလမှန်မှန်ကန်ကန်ဆိုတာဘယ်လိုပွားမလဲမှားမှားရင်ပွားလို့ရှိရင်မရဏတတိဘာဝနာမဖြစ်ဘူးတဲ့ကြည်အစွန်းလေးမျိုးကိုရှောင်ရမယ်မရဏတတိဘာဝနာပွားတချို့ကတော့ဟာသေတာတွေမစင်စားကြပါဘူးလို့တော်တော်များများဗမာပြည်မှာအယူဆတော်တော်များများလေဆေးကနေသွားပြီးတော့ medical check up လုပ်အောင်မှကြောက်တယ်။ဘာဖြစ်လို့လဲဆိုဘာယောဂရှိတယ်ညာယောဂရှိတယ်အဖြေထုတ်လိုက်မှကြောက်တယ်။မသိချင်ဘူးဒါလေးကို။သိရင်စိတ်ဆင်းရဲတယ်လေ။ဘာဖြစ်လို့လဲဆိုတော့စိတ်ဆင်းရဲเสียပဲတွေးတတ်တယ်။တရားကိုမတွေးတတ်လို့ပေါ့။တရားကိုတွေးတတ်လို့ရှိရင်တော့ကြောက်เสียမရှိဘူးပေါ့။အဲ့တော့တရားကိုတွေးတတ်အောင်ကြိုးစားဖို့လိုတယ်။ကောင်းပြီ။မရဏတတိပွားတော့မယ်ဆိုလို့ရှိရင်အစွန်း၄ချက်ကိုရှောင်အောင်အစွန်း၄ချက်ကဘာလို့ဆိုရင်သေတယ်ဆိုတာအလုံးရဲ့အသေးကိုပွားရမယ်။ဒီနေ့ကျတော့ဒီလူတွေအနှစ်တရာကြော်လို့ရှိရင်တယောက်မှရှိမှာမဟုတ်ဘူး။သေခြင်းတရားအနှစ်တရာဟိုဘက်ဆိုရင်တယောက်မှရှိမှာမဟုတ်တော့ဘူး။ခုမျက်မြင်ပစ္စုပန်ဘဝမှာရှိနေကြတဲ့အသက်အရွယ်လာစားရှိနေကြတဲ့ပုဂ္ဂိုလ်တွေဟာအနှစ်တရာဟိုဘက်သို့မဟုတ်အနှစ်တစ်ထောင်ဟိုဘက်ဘယ်သူမှမရှိကြတော့ဘူးပေါ့ဆိုတဲ့သိချင်းတရားကိုစဉ်းစားတွေးရမယ်အဲ့ဒီလိုတွေးတဲ့အခါမှာပုဂ္ဂိုလ်တူတယောက်ရဲ့သိဆုံးမှုကိုစဉ်းစားမိလိုက်မယ်အဲ့ဒီပုဂ္ဂိုလ်ဆိုတာနှစ်မျိုးရှိနိုင်တယ်ကိုခင်မင်တဲ့ပုဂ္ဂိုလ်ကိုမုန်းတဲ့ပုဂ္ဂိုလ်ချစ်တဲ့ပုဂ္ဂိုလ်နဲ့မုန်းတဲ့ပုဂ္ဂိုလ်ဆိုတာနှစ်ခုဖြစ်လာတယ်ကိုချစ်ခင်တဲ့ပုဂ္ဂိုလ်ရဲ့သေဆုံးမှုကိုသွားတွေးမိလို့ရှိရင်ဘာဖြစ်တတ်တုံးဆိုမရဏတတိမဖြစ်ဘဲနဲ့တောကဖြစ်လာပူလာတယ်စိတ်ထဲမှာပူလာဆိုပါစို့ကိုအမေကိုအဖေကိုညီကိုမောင်နှမကိုရင်းချတဲ့ပုဂ္ဂိုလ်တွေကိုနဲ့ခင်မင်ရင်းနှီးတဲ့ပုဂ္ဂိုလ်တွေရဲ့သေဆုံးမှုဆိုတဲ့မရဏတတိထားမိလိုက်တဲ့အချိန်မှာတောကဝင်လာအဲ့ဒါဘာဝနာမဟုတ်ဘူးတဲ့အစွန်းတစ်ဖက်ရောက်သွားပြီပေါ့အဲ့ဒါလည်းမဖြစ်စေရဘူးတဲ့နောက်ကိုနဲ့မတည့်တဲ့လူဆိုတာလူတွေထဲမှာရှိတယ်ကိုမုန်းတဲ့လူဆိုတာရှိတယ်ကိုမုန်းတဲ့လူရဲ့သေဆုံးမှုကိုသွားပြီးတော့တတိထားလိုက်တဲ့အခါဘာဖြစ်ဝမ်းသာသွားဟုတ်တယ်မတည့်တဲ့လူသေအေးတာပဲလို့ပြောကြတာပဲလေကိုနဲ့မတည့်သေအေးတာပဲဆိုပြီးတော့အဲ့ဒီလိုဝမ်းသာမှုဖြစ်သွားလို့ရှိရင်လေအစွန်းတစ်ဖက်ရောက်သွားလို့မရဏတတိဘာဝနာမဖြစ်ဘူးအဲ့ဒါလေနောက်ဆုံးကိုနဲ့တဲ့တာလည်းမဟုတ်ဘူးတဲ့လည်းမတဲ့ဘူးမုန်းတဲ့လူလည်းမဟုတ်ဘူးချစ်တဲ့လူလည်းမဟုတ်ဘူးကိုနဲ့မသိတဲ့လူတယောက်ရဲ့သေဆုံးမှုကိုတွေးလိုက်တဲ့အခါကျတော့ဘာဖြစ်တုံးဆိုတန်ဝေခါမဖြစ်ဘူးတဲ့ကြည့်လေကိုမသိတဲ့လူတွေအတုဝလမ်းချသွားတာတွေတွေ့နေကြတာပဲနာရေးကြော်ညာတွေဖတ်ကိုမသိတဲ့လူတွေတွေ့နေတာဘာဖြစ်
အဲ့ဒါလို့မဖြစ်လို့ရှိရင်လည်းမရဏတတိဘာဝနာမဖြစ်ဘူးတဲ့နော်ပုဂ္ဂိုလ်လိုက်ကဲနောက်ကြလို့ရှိရင်မိမိကိုယ်တိုင်ရဲ့သေဆုံးမှုကိုတွားပြီးတော့စဉ်းစားမိလို့ရှိရင်ဘာဖြစ်တော့ဆိုရင်ကြောက်လာတယ်ကိုယ်တရားမှာကြောက်လာတယ်ကြည်ကိုခင်တဲ့လူကြတော့တောကဖြစ်တယ်ကိုမုန်းတဲ့လူကြတော့ဝမ်းသာတယ်ကိုလုံးဝမသိတဲ့ပုဂ္ဂိုလ်ကြတော့တန်ဝေကမဖြစ်ဘူးကိုကြတော့ကြောက်လာတယ်ဆိုဟောတောကစိုးရိမ်စိတ်ဝင်တာကတောကမုန်းလို့ကျဉ်တ်လာတာကပီတိတန်ဝေကမဖြစ်တာရဲ့ကြောက်တာရဲ့ဒါတွေကမရဏတတိဘာဝနာမဖြစ်เสียအကြောင်းတွေကြီးပဲတဲ့ဒီအစွန်းလေးဘက်ကိုရှောင်ပြီးတော့မရဏတတိဘာဝနာပွားတဲ့အခါမှာတတိလည်းဖြစ်စေရမယ်ထိတ်လန့်တုန်လှုပ်မှုဆိုတဲ့တန်ဝေကလည်းဖြစ်ရမယ်အသိဉာဏ်လည်းဖြစ်ရမယ်အဲ့ဒီသုံးခုဖြစ်မှတတိရဲ့တန်ဝေကရဲ့ပညာရဲ့တတိရဲ့တန်ဝေကရဲ့ဉာဏ်ရဲ့အဲ့ဒီသုံးမျိုးနဲ့အလုံးလုံးမှမရဏတတိဘာဝနာဆိုတာဖြစ်တယ်တဲ့ဒါကြောင့်မို့မရဏတတိဘာဝနာကမ္မထာဆိုတာလွယ်နဲ့မဖြစ်ဘူးတဲ့ဘသူသေးတာကိုပဲကြည့်ကိုဆွေမျိုးကိုချစ်ခင်ရင်းနှီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကိုမုန်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကိုမသိတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လောကကြီးတစ်ခုလုံးမှာမိမိကိုယ်တိုင်အပါဝင်အားလုံးဟာသိဆုံးရမှာပဲဆိုတဲ့အပေါ်မှာတတိစွမ်းအားတွေဖြစ်ရမယ်တန်ဝေကစွမ်းအားတွေဖြစ်ရမယ်စဉ်းစားတဲ့အသိဉာဏ်တွေဖြစ်ရမယ်တဲ့အဲ့ဒီသုံးခုဖြစ်မှမရဏတတိဘာဝနာဟာအောင်မြင်တယ်လို့ဒီလိုပြောတာအေးကောင်းပြီမြတ်စွာဘုရားကမရဏတတိဘာဝနာနဲ့ပတ်သက်ပြီးတော့ဘယ်ပုံပွားရမလဲဝါပုံပွားနည်းလေးအင်္ဂုတ္တရနိကေမှာဟောထားတာရှိတယ်တနေ့ကို2ကြိမ်လောက်အနည်းဆုံးပွားမိအောင်ကိုမရဏတတိဘာဝနာပွားဖို့တနေ့ကို2ကြိမ်ဆိုတာမနေ့လင်းစတစ်ချိန်နဲ့ညနေနေဝင်စတစ်ချိန်ပေါ့အဲ့ဒီအချိန်လေးမှာဆိုပါစို့နေ့အခါကုံပြောက်လို့ညဥ်ရံရောက်လာပြီဆိုလိုက်တဲ့အချိန်မှာတစ်ချိန်ပွားကြည့်လိုက်ပါစဉ်းစားလိုက်ကိုယ့်အကိုတယောက်တည်းတနေ့တာဖြင့်ကုံသွားပြီညရောက်လာပါပေါ့ကလားနေ့12နာရီည12နာရီရှိတယ်နေ့ညရောက်လာတဲ့အချိန်လေးမှာငါမှသေစရာအကြောင်းတရားတွေအများကြီးရှိနေပါလားငါသေနိုင်တဲ့အကြောင်းတရားတွေအများကြီးရှိနေပါလားအစိတ်ရှိတဲ့တတ္တဝါတိုက်ကြိုက်လို့လည်းသေနိုင်တယ်နော်တီးချီကဖောက်ပြန်လာလို့လည်းသေနိုင်တယ်တလိပ်ကဖောက်ပြန်လာလို့လည်းသေနိုင်တယ်မတော်တဆလဲချပြီးတော့လည်းသေနိုင်တယ်စားထားတဲ့အစာအာဟာရတွေကအစာမကြေလို့လည်းသေနိုင်တယ်လေဖြတ်ပြီးတော့လည်းသေနိုင်တယ်ဒါဘုရားပြထားတဲ့ဟာပဲခုခေတ်ဆိုဒီတဲ့များတယ်လို့ထားသေစရာအကြောင်းတွေဒီတဲ့များတယ်အဲ့ဒီသုတ်တံမှာဒီလောက်ကလေးကိုနမူနာပြထားတယ်လောကမှာသေစရာအကြောင်းတွေများစွာပဲည12နာရီအတွင်းမှာဟောဒီအကြောင်းတစ်ခုခုနဲ့သေသွားနိုင်တယ်စဉ်းစားလိုက်ပါတဲ့သေနိုင်တယ်ဒါဖြင့်သေနိုင်တယ်ပဲစဉ်းစားရမှာလားနောက်ဘာလုပ်အောင်မလဲဆိုသေနိုင်တဲ့အန္တရာယ်တွေအများကြီးရှိတယ်မသေခင်ငါကောင်းတာတွေလုပ်မှာပဲကုသိုလ်ကောင်းမှုတွေလုပ်မယ်မွန်မြတ်တဲ့ကောင်းမြတ်တဲ့စိတ်ကလေးတွေထားမယ်နော်စိတ်ကောင်းနှလုံးကောင်းတွေထားမယ်ငါစိတ်ထဲမှာအကုသိုလ်မဖြစ်အောင်နေမယ်ကုသိုလ်စိတ်တွေဖြစ်အောင်လုပ်မယ်ဒီလိုနှလုံးသွင်းပါတဲ့ဒါမရဏတတိဘာဝနာတစ်ခုပဲသေခြင်းတရားကိုကြည့်ပြီးတော့ကုသိုလ်ကောင်းမှုလုပ်ဖြစ်အောင်တွန်းအားပေးတဲ့သဘောပဲမမေ့ဘူးသို့မဟုတ်လို့ရှိရင်ညမှာဆိုလဲပျော်စရာပဲရှာမယ်လေတောင်းလို့စားလို့ပြောမယ်နော်အမျိုးစုံပေါ့လေပျော်စရာတွေတစ်ခုခုနဲ့ပျော်မယ်ပျော်ပြီးမောရင်အိတ်လိုက်မယ်ဒါပဲအဲ့တော့အဲ့ဒီလိုမဖြစ်ရအောင်
ကောင်းတာလေးနဲ့အချိန်ကုန်မှုအတွက်ကောင်းတဲ့စိတ်ဓာတ်ကလေးနဲ့ကုသိုလ်ကောင်းမှုငါလုံးမှာပဲသိသွားလို့ရှိရင်ငါဒါတွေလုံးဝမှာမဟုတ်ဘူးငါအတွက်အန္တရာယ်ကြီးပဲလို့အန္တရာယ်တွေကိုတွေးပြီးတော့မသိခင်ငါကောင်းတာလေးတော့လုံးမယ်ဖျားရှိခိုးမယ်ပရိစိတ်မယ်စသဖြင့်ပေါ့လေတရားနှလုံးသွင်းမယ်ဆိုရင်ကောင်းတဲ့အလုပ်ကလေးတွေလုပ်လိုက်ဒါညအခါမှာနှလုံးသွင်းဖို့ပြီးတော့ဘာဆက်နှလုံးသွင်းရမလဲလို့ဆိုလို့ရှိရင်သူနှလုံးသွင်းရမှာငါမှာတဲ့အခုလိုအကြောင်းတစ်ခုခုနဲ့သေသွားလို့ရှိရင်အပင်ငရဲကြစေနိုင်တဲ့အကုသိုလ်တွေငါထံမှာရှိသလားလို့တွေးလိုက်ပါတဲ့နော်ငါခုချိန်များသေသွားလို့ရှိရင်စိတ်ဆိုးစိတ်ယုတ်စိတ်ပုတ်တွေကြောင့်အကုသိုလ်ဆိုတာစိတ်ရိုးစိတ်ဆိုးစိတ်ပုတ်တွေကြီးပဲလောဘတွေဒေါသတွေမောဟတွေမာနတွေအိတ်တာတွေမစ္စရိယတွေအဲ့ဒီဆိုးညစ်တဲ့သဘာဝတရားတွေအကုသိုလ်တရားတွေငါတဏ္ဍာမှာရှိနေသလားအဲ့ဒီတရားတွေဟာငါ့ကိုအပယ်ကိုချပစ်မှာပဲငါသိသွားလို့ရှိရင်အဲ့ဒီတရားတွေကငါ့ကိုမကောင်းတဲ့ဘဝကိုပို့ဆောင်လိမ့်မယ်အဲ့ဒီတရားတွေငါတဏ္ဍာမှာရှိသလားလို့တွေးလိုက်တဲ့အခါကျတော့ဟာရှိတာပေါ့လို့အဖြေထွက်လိုက်မရှိရင်လည်းမရှိဘူးလို့ဖြေထွက်လိုက်မယ်နော်အေးရှိတာပေါ့လို့အဖြေထွက်ရင်ဘာလုပ်မလဲမြတ်စွာဘုရားမရဏတတိကနေဆက်ပြီးလုပ်ရမယ့်အလုပ်တွေနော်ရှိတာပေါ့လို့ဖြေထွက်လာလို့ရှိရင်ဘာလုပ်မလဲတဲ့အဲ့ဒီအကုသိုလ်တရားတွေကိုအမြန်ဆုံးဖယ်ရှားနိုင်အောင်ကြိုးစားပါဒါဖြင့်တပည့်တော်တို့ဘလောက်မြန်မြန်လုပ်ရမှာတုံးဆိုရင်အေးကိုဝတ်ထားတဲ့အဝတ်မီးလောင်နေမညှိမ့်နိုင်အောင်ကွာဒါကိုအရင်လုပ်လိုက်လို့ပြောတာခေါင်းမီးလောင်နေလည်းမညှိမ့်လိုက်နဲ့အောင်ညှိမ့်မနေနဲ့ဟောဒီအကုသိုလ်ပယ်ဖို့ရအရင်ကြိုးစားလိုက်တဲ့မြတ်စွာဘုရားပယ်ခြင်းတဲ့ဆန္ဒပယ်တဲ့လုံးလိုက်တတိတံပစေညဒီတရားတွေကိုထူထောင်လိုက်ပါတဲ့ဒီလိုကိုဟောထားတာပဲမြတ်စွာဘုရားအဲ့ဒါတွေအရင်လုံးလိုက်ပါတဲ့အကယ်၍များအဖြေကငါမှအဲ့ဒါလို့ဆိုးညစ်တဲ့အကုသိုလ်တရားတွေငါမှမရှိဘူးဆိုလို့ရှိရင်ကုသိုလ်တရားတွေသာငါမှရှိနေတယ်ဆိုရင်ဒါလေးနဲ့ပဲခြေနှက်တဲ့စိတ်ကလေးနဲ့တညတာကုန်လွန်စေပါတဲ့ဟောအဖြေက2မျိုးလာမှာဟုတ်ဒါကညာဥယံမှာဆင်ញင်နှလုံးသွင်းမှုရလေးတခုကောင်းပြီအိပ်ပျော်လို့မနဲ့မိုးတော့လို့တိတ်နိုးလာခဲ့ပြီအိယာကထပြီအိယာကထပြီမကြခင်နေမင်းကြီးထွက်တော့မယ်ဆိုရင်စဉ်းစားလိုက်အောင်နဲ့အေးတညတော့ဂုံသွားပြီတော့အခုနေ့လည်းရောက်လာပြီနေ့အခါရောက်လာအရုံကျင်းလို့မိုးလင်းလာပြီဩနေပိုင်းမှာဆိုလို့ရှိရင်လည်းငါမှသေစရာအကြောင်းတွေအများကြီးရှိနေပါလားအစိတ်ရှိတဲ့တတ္တဝါတွေကြိုက်လို့လည်းသေနိုင်တယ်မတော်တဆလဲကြပြီးတော့လည်းသေနိုင်တယ်စားတဲ့အစာအာဟာရတွေစာမကြေလို့လည်းသေနိုင်တယ်ယောဂဝေဒနာကြောင့်လည်းသေနိုင်တယ်ခုခေတ်ဆိုပိုများတာပေါ့နှလုံးယောဂနဲ့ဟတက်တို့ဘာတို့ညာတို့ကလည်းပေါ့သွေးထိုးတို့ဘာတို့နဲ့ဒီထဲမှာ accident ဆိုတာတွေကလည်းအများကြီးရှိသေးတယ်နော်အဲ့ဒါလို့သေစရာတွေအကြောင်းတွေအများကြီးအဲ့ဒါလို့တခုခုနဲ့သေနိုင်တယ်ကောင်းပြီတခုခုနဲ့များမတော်တဆငါသေဘေးနဲ့ကြုံသွားလို့ရှိရင်ငါ့ကိုအပယ်ပို့ပြစ်မဲ့အကုသိုလ်စိတ်တွေငါတဏ္ဍာမှာရှိနေသလားလို့တွေးလိုက်ပါတဲ့တွေးလိုက်လို့ရှိရင်အဖြေကရှိတယ်လို့အဖြေထွက်လာလို့ရှိရင်တဲ့အမြန်ဖယ်ရှားနိုင်မှုကြိုးစားအထောက်ပါစိတ်ဆန္ဒကိုကပြင်းပြင်းထန်ထန်ထားပြီးတော့ကြိုးပမ်းအထောက်မှုလုပ်ရမယ်တဲ့တတိကြီးစွာနဲ့ကြိုးစားအထောက်ရမယ်ဆင်ញဉဏ်ကြီးစွာနဲ့ကြိုးပမ်းအထောက်ရမယ်ဒါဖယ်ဖို့အရေးတကြီးလုပ်ပါခုနပြောတဲ့ဥပမာပဲခေါင်းမီးလောင်နေတောင်မငိမ့်နဲ့အောင်အဝတ်မီးလောင်နေတောင်မငိမ့်နဲ့အောင်အဲ့ဒါတွေကအရေးမပါဘူးတဘဝတခန္ဓာပဲဆုံးရှုံးမယ်အကုသိုလ်တရားရှိရင်တန်တရားပါဆုံးရှုံးမယ်ဒါကြောင့်မို့ဒါတွေမလုပ်နဲ့အောင်အရေးကြီးတာအရင်လုပ်လို့ဆိုဒီတိုင်းဆိုတော့ဘုန်းကြီးတို့တွေကအရေးမကြီးတာကိုအရေးကြီးနေကြတာအရေးကြီးတာကြတော့အရေးမကြီးဘူးဖြစ်နေကြတယ်ပေါ့နောက်အဖြေကဘာဖြစ်လာတော့ဆိုရင်အေးဒီလိုအကုသိုလ်တရားတွေအပယ်ဆွဲချမဲ့အကုသိုလ်တွေငါမှမရှိဘူးလို့အဖြေထွက်လာပြီဆိုတော့ဘာလုပ်လဲ
စိတ်ထဲမှာကျဉ်နဲ့နှစ်သက်မှုလေးနဲ့အဲ့ဒီစိတ်ဓာတ်တွေဖြူစင်အောင်နေတဲ့ကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာတိုးပွားလာအောင်ထားပါတဲ့ဟောတာကမရဏတတိတုတ်ဆိုပြီးတော့မြတ်စွာဘုရားဟောထားတာခွန်ကြီးတို့မြန်မာပြန်ပြီးတော့အချင်းချုပ်ပြောတာနော်အဲ့ဒါလို့လောက်ပါလို့မြတ်စွာဘုရားဟောတာမရဏတတိဘာဝနာကဒါလောက်ရမယ့်လုပ်ငန်းတစ်ခုပြောပြသေတာတွေးပြီးတော့ကြောက်ပြီးစိတ်ညစ်နေဖို့မဟုတ်ဘူးသေတာတွေးပြီးရင်ဘာလုပ်ရမလဲဆိုတာအဖြေထုတ်ရမှာပေါ့နောက်တစ်ခုမြတ်စွာဘုရားကကြည့်ခုဟာကတနေ့ထာနဲ့12နာရီအနေထားနဲ့တွက်ထားတာမြတ်စွာဘုရားကဒီတဲ့ကိုပဲသေခြင်းတရားကိုအနိကထားနိုင်အောင်သုတ်တန်တစ်ခုမှာဟောထားပြန်နေတယ်စဉ်းစားလို့ရှိရင်အနိကထားနိုင်ရမယ်သေခြင်းတရားကိုဘယ်လိုအနိကထားရမလဲဆိုငါဟာတရက်လောက်တနေ့တညအတွင်သေးနိုင်တယ်တနေ့တညလောက်အသက်ရှင်ရရင်ကိုအမတန်မှတန်ဖိုးရှိပြီငါအသက်အချိန်ရွေးသေးနိုင်တယ်တနေ့တညလောက်အသက်ရှင်ရလို့ရှိရင်တော့တကယ်တန်ဖိုးရှိတဲ့တရားတွေကိုငါကျင့်လိုက်ရမှာပဲ24နာရီနော်24နာရီလောက်ကလေးအသက်ရှင်လိုက်ရရင်ကောင်းတာတွေငါအများကြီးလုပ်နိုင်မှာပဲလို့ဒီလိုတွေးပါတဲ့မရဏတတိပါနောက်တစ်ခါတွေးရမယ့်အချက်တစ်ခုကဘာလို့ဆိုသေခြင်းတရားနဲ့ပတ်သက်24နာရီဆိုတာများလောအားကြီးတယ်နေ့12နာရီလေးလောက်အသက်ရှင်ရရင်တော်ပြီနေ့12နာရီလောက်အသက်ရှင်တဲ့အတွင်းမှာကောင်းတာတွေငါလုပ်နိုင်အောင်ကြိုးစားမှာပဲဒီလိုပြန်ပြီးတော့ခြုံကြည့်လိုက်တခါအဲ့ဒါကိုထပ်ပြီးတော့ခြုံတဲ့အခါကျတော့ဘာလို့ဆိုရင်ထမင်းတနတ်စားတဲ့အချိန်ဆိုတာတယောက်နဲ့တယောက်တော့မတူဘူးပေါ့နေအလုပ်သမားတွေကြတော့မြန်စားမြန်ထလောက်ရတာမျိုးလည်းရှိတယ်စိတ်နဲ့စားတဲ့လူကြတော့နိုင်ဝက်တနားကြီးကြာမှာပေါ့နော်ထမင်းတနတ်စားတဲ့အချိန်ပိုင်းလောက်အသက်ရှင်ရင်တောင်အဲ့ဒီအချိန်ပိုင်းလေးမှာငါကုသိုလ်တွေအများကြီးလုပ်နိုင်တယ်လို့စိတ်ထဲမှာထားပါနှလုံးသွင်းပါတဲ့နောက်တစ်ခါဒါ၄ချက်ရှိသွားမြတ်စွာဘုရားကအဲ့ဒါလို့စဉ်းစားပြီးတော့မရဏတတိကမ္မထာကိုပွားတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ထက်မြက်မရှိဘူးတဲ့မေးလျော့တဲ့ပုဂ္ဂိုလ်လို့ဘုရားယူဆတယ်လူအသက်ဆိုတာအချိန်မရွေးစက္ကန့်ပိုင်းအတွင်းမှာသိနိုင်တာဒါလောက်24နာရီ12နာရီထမင်းတနတ်စားတဲ့အချိန်တို့ဆိုတာအချိန်သိပ်ကြာလောင်းအားကြီးတယ်ပေါ့အဲ့တော့ထပ်ပြီးတော့ခြုံလိုက်တဲ့အခါကျတော့ဘာတော့ထမင်းကလေးတစ်လုတ်စားပြီးတော့မျိုးချတဲ့အတွင်းကလေးထမင်းကလေးတစ်လုတ်ကိုစားပြီးတော့မြေချတဲ့အတွင်းလေးဟာဘလောက်ကြာမှလဲနော်ထားပါတော့2မိနစ်လောက်ကြာအဲ့ဒီ2မိနစ်လောက်လေးကိုတန်ဖိုးရှိတဲ့ကုသိုလ်တရားတွေငါရအောင်ကြိုးစားမယ်လို့ဒီလိုတွေ့ပါတဲ့နောက်ဒီတဲ့တူလိုက်တဲ့အခါကျတော့ဘာတော့အသက်ကလေးကိုရှူလိုက်ပြီးတော့ရှိုက်ထုတ်လိုက်တဲ့အချိန်လေးရှိုက်ထုတ်ပြီးပြန်ပြီးတော့ရှူလိုက်တဲ့အချိန်လေးအသက်တရှူတရှိုက်ကလေးအတွင်းလောက်မှာငါကုသိုလ်ကောင်းမှုတွေအများကြီးဖြစ်အောင်လုပ်မယ်ငါအဲ့ဒီအတွင်းမှာသိနိုင်တယ်မသိခင်ကုသိုလ်ကောင်းမှုတွေလုပ်မယ်အဲ့ဒါလို့တွေးတဲ့ပုဂ္ဂိုလ်မှတကယ်ကိုမမေ့မလျော့မရဏတတိဘာဝနာကိုအားထုတ်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုမှမြတ်စွာဘုရားကချီးမွမ်းတယ်လို့ဒီသုတ်တံမှာဒီလိုဟောတာဒါမရဏတတိဘာဝနာပွားပုံနဲ့ပတ်သက်ပြီးတော့အင်္ဂုတ္တရနိကေမှာမရဏတတိသုတ်ဆိုပြီးတော့နှစ်သုတ်ဟောထားတာရှိပါတယ်အဲ့ဒီနှစ်သုတ်မှာလာတဲ့အတိုင်းဒီလိုမရဏတတိဘာဝနာပွားတယ်ဆိုတာသိရမယ့်အချိန်လေးကိုစဉ်းစားပြီးတော့တန်ဖိုးရှိတာတွေကိုအရယူဖို့ပါပဲအဲ့ဒါလို့တန်ဖိုးရှိတာတွေကိုအရမယူဘူးဆိုလို့ရှိရင်ခုနကတန်တရားဝကကျွတ်ဖို့ဆိုတာအမှန်တမ်းခရင်သွားလိုက်မယ်လူဘဝရလာတဲ့ဘဝတန်ဖိုးဆိုတာလည်းမရှိပဲဖြစ်ပါလိမ့်မယ်ကုသိုလ်ကောင်းမှုကြောင့်ရလာတဲ့တန်ဖိုးရှိတဲ့ဘဝကြီးကိုအလဟတအချိန်ဖြုံးပစ်တာနဲ့ထူးထူးပဲဒါကြောင့်မို့မြတ်စွာဘုရားရဲ့ဒေသနာတော်နှမုတ်တံဝေဇနိယေတုဌာနေတုတံဝေကောထိတ်လန့်စရာကြုံလာလို့ရှိရင်စိတ်ထဲမှာတုန်လှုပ်ထိတ်လန့်မှုဖြစ်အောင်ကြိုးစားပါဖြစ်ပါစေတဲ့ထိတ်လန့်တုန်လှုပ်လာတဲ့အခါမှာလည်းပဲမှန်ကန်တဲ့နိလန်းနဲ့ကျိုးပန်းအထောက်မှုရှိပါစေ
အဲ့ဒီနှစ်ခုမှမရှိလို့ရှိရင်တန်တရားထဲမှာလဲအောင်မှာပဲဘဝတဏဆိုတာကိုလည်းဖယ်ရှားနိုင်မှာမဟုတ်ဘူးဘဝတဏတွေ့တာအောင်ပိတ်ခါပေးတဲ့အဝိဇ္ဇာဆိုတဲ့တရားကိုလည်းဖယ်ရှားနိုင်မှာမဟုတ်ဘူးဒါကြောင့်မို့ဘုန်းကြီးတို့တွေဟာတန်ဝေကဖြစ်เสียကျုံလာတာခုမိမိတို့ရဲ့ကျေးဇူးရှင်ဆရာတော်ဘုရားကြီးရဲ့ဂုဏ်ကိုပူဇော်တဲ့အနေနဲ့ဆရာတော်ဘုရားကြီးဟာအေးငါ့ကိုပဲကြည့်ကြဘဝဆိုတာဒီလိုပဲအဆုံးသတ်ကြရတယ်မိမိမလျော့ရော့မနေကြနဲ့လို့ဆိုတဲ့အတိုင်းပဲမိမိတို့ကတန်ဝေကတရားဖြစ်ပွားပြီးတော့ကြိုးစားအထောက်ကြရမှာဖြစ်ပါတယ်အဲ့ဒါလို့ကြိုးပမ်းအထောက်မှုမဖြစ်သေးဘူးမရှိသေးဘူးဆိုလို့ရှိရင်တို့တွေဟာတန်တရားထဲမှာလဲနေကြအောင်မှာပဲလို့ကိုစီသဘောကျပြီးတော့ဒီကနေ့ညတန်ဝေဇနိယဓမ္မကထာတရားကိုနာပြီးတန်ဝေကတရားဖြစ်ပွားအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာဘာဝနာပွားရတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ကဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ကဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာတဗ္ဗေတမုဟတာအဇရာမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်တရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရအနာကြရကုန်သောကြောင့်ဝိသာတဗ္ဗေပူဇာညက်နောက်ကိလေသာစိတ်တောက်ဟုသမျှတို့သည်တဘုဝတ္တပိဉ္ချဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်စင်လွင်ပြောက်ပေမရောက်အောင်ပယ်ဖြောက်အပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်သေးခြင်းလဲရှင်းထသောတိတိဘဝံကိလေသာဟုပုခတ်သိမ့်ကင်ကြရာစေဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြို့တော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်နေမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း